မိခင်ရဲ့မျက်လုံးကိုကုသဖို့အတွက်ရတနာဘိုစီကနေဆုချခြင်းခံခဲ့ရတဲ့သမီးလေးမြဖူးငုံသမီးလေးမြဖူးငုံကဗုဒ္ဓဝင်ပြိုင်ပွဲမှာတတိယဆုကိုရရှိခဲ့တာပါ။ဒါပြင်တအားကိုချို့တဲ့ကောင်ပညာသင်စိတ်တောင်မရှိပေမဲ့ပညာရေးမှာတော့အလွန်ထူးချွန်ခဲ့တဲ့သူပါ။သမီးလေးရဲ့မိခင်ကလည်းမျက်လုံးကောင်းကောင်းမမြင်ရတဲ့ဝေဒနာကိုခံစားနေရတဲ့ရှင်။ဒါကြောင့်မို့စိတ်ကူးသားစိတ်လိုအပ်နေတဲ့အချိန်မှာရတနာဘိုဘက်ကကူညီပေးလာခဲ့တာပါ။ရတနာဘိုကသမီးလေးမြဖူးငုံကိုဆုချင်းငွေအနေနဲ့10 သိန်းကျော်ကိုတည်တံ့ဆုချင်းမြင့်ခဲ့ပါတယ်။ရတနာဘိုနဲ့အပြင်မှာတခါမှတော့မတွေ့ဘူးရသေးပဲအခုလိုဆုချင်းမြင့်ခံရလို့သမီးလေးကအရန်ကိုပြောနေတာပါ။ဒါအပြင်ဆုချင်းငွေတွေကိုသမီးလေးကမိခင်ရဲ့မျက်လုံးကိုစိတ်ကူးသားဖို့သုံးပါပါရှင်။လက်ရှိမှာတော့အနုပညာရှင်တွေထဲမှာဆိုရင်ရတနာဘိုတယောက်ထဲကသာသမီးလေးမြဖူးငုံကိုလှူပေးတာဖြစ်ကောင်အခြားအနုပညာရှင်တွေကတော့လှူပေးတာမျိုးမတွေ့ရသေးဘူးရှင်။သမီးလေးကကျောင်းမမှန်တက်ရဖို့နွေရာသီဆိုရင်စက်ရုံမှာတစ်လ3 သိန်းနဲ့အလုပ်ဝင်လုပ်တဲ့အထီကိုစူးစမ်းတာပါ။သမီးလေးရဲ့ကျောင်းစည်းအတွက်တော့ Bright အသင်းတွေကနေသိန်း100ကိုလှူပေးတယ်လို့သိရရဲ့ရှင်။ရတနာဘိုကြောင့်မိခင်စိတ်ကူးသားနိုင်တော့မဲ့သမီးလေးမြဖူးငုံပုံပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။